ဒီကလေဒါဆိုပိုက်ဆံအဲ့ဒါကိုသူတို့ဒီဥစ္စာတယ်ပါဘူးရောဒီတော့လောကယူဒီဘူးဒီချက်လည်းမရောက်ပြနော်ဒီချက်လည်းမရောက်ရောက်တော့မယ်ဒီဟာရောက်တယ်ဆိုရောက်တော့ဟိုအရှိနန်းလေးလောက်ဆိုအဲ့ဒါကလောလမ်းဆုံးပဲဟုတ်လားဒီဆုံးလားဆိုင်ကသမားတော့ပြောက်သွားပြီရှိတယ်ငါလက်တွေ့ရတယ်ဆိုတော့ရှိတယ်ဟုတ်တယ်ဟိုရှိတယ်ပါလေ